ကဲနော်ကိုချမ်းအားပေးရကိုမများအားလုံးမင်းနာကြချမ်းလေးပါကိုချမ်းဥစားကတော့နှခွန်းစတာပါဗျာနော်28ရက်2015နေကုန်ထိပ်စီနေကုန်ပတ်တိတွေကိုချမ်းလာပြီးတင်ပေးခြင်းဖြစ်ပါတယ်ဗျာနော်ကိုချမ်းဗီဒီယိုကိုမစရင်ကိုချမ်းရဲ့ YouTube channel လေးကို subscribe လုပ်ပေးပြီးတော့ subscribe လေးနှိပ်ပြီးတော့ like လက်မလေးနှိပ်ပြီးတော့ကိုချမ်းကိုအားပေးကြပါအောင်ဗျာနော် subscribe လေးနှိပ်ပါ like လက်မလေးကိုနှိပ်ပါခေါင်းကောင်းလေးကိုနှိပ်သွားပါဗျာနော်25ရက်2015နေကုန်ထိပ်စီကခို6နှစ်ထိပ်စီပတ်တိက46ပတ်တိပါဗျာနော်4 2 4 1 46 4 9 45 6 2 65 6 9 63 60အားဘောကောင်းလေးကတော့3136ပဲဖြစ်ပါတယ်ဗျာနော်ဒီတစ်ချိန်အာမခံနေတဲ့ပြည်တော်တော့ပေါက်ပေး1000ချက်ပါဗျာနော်ကိုချမ်း4ချိန်မှာ3ချိန်မှန်ထားပါတယ်ဗျာနော်မနေ့ကနေကုန်တော့အောင်ပါဗျာနော်ပေါက်ပေးရတော့မြန်မာငွေ1000ချက်ပါဗျာနော်ပေါက်ပေး1000ချက်ပါပတ်တိတစ်လုံးပါဗျာနော်အော်ဂန်6ခွက်လက်ဆောင်ပေးပါဗျာနော်28ရက်95နေကုန်ထိပ်စီနေကုန်ပတ်တိပါဗျာနော်နေကုန်ထိပ်စီက6နဲ့ထိပ်စီနေကုန်ပတ်တိက46ပတ်တိပါဗျာနော်ဘဝမကန4 2 4 1 46 4 9 45 6 2 65 6 9 63 60ဘောကောင်းလေးကတော့3136ပဲဖြစ်ပါတယ်ဗျာနော်အားလေးကိုချမ်းလာပြောပြပေးတာပါဗျာနော်မနေ့ကကိုချမ်းပေးခဲ့တဲ့8ခွန်နဲ့ထိပ်စီမှလည်းနှစ်ထိပ်စီအောင်ပါတယ်ဗျာနော်နှစ်ခွန်ပတ်တိမှလည်းဒီမှာ2 5အောက်ကွက်မိပါတယ်ဗျာနော်တကွက်ကောင်းလေးကလွဲချော်သွားပါဗျာနော်9 4 5 9ကို1 9ထွက်သွားတော့လွဲချော်သွားပါတယ်ဗျာနော်ဒါက28ရက်95နေကုန်ထိပ်စီနေကုန်ပတ်တိခွန်6နဲ့ထိပ်စီဖြစ်ပါဗျာမနေ့က2ချိန်တို့တစ်ချိန်ဆင်းပါမယ်46ပတ်တိပါဗျာနေကုန်ပတ်တိကနော်မနေ့က2ချိန်တို့တစ်ချိန်ဆင်းပါဗျာနော်4 2 4 1 46 4 9 45 6 2 65 6 9 63 60အားပဲဖြစ်ပါတယ်ဗျာနော်ဒီထိပ်စီလိုက်တဲ့အကူမတွေကခွန်6နဲ့ဆိုတဲ့ထိပ်စီကိုလိုက်ပါဗျာနော်ပတ်တိလိုက်တဲ့အကူမတွေက46ပတ်တိကိုလိုက်ပါဗျာမနေ့က2ချိန်တို့တစ်ချိန်ချင်းလေးဆင်းပါဗျာနော်4 2 4 1 46 4 9 45 6 2 65 6 9 63 60ဒါကပတ်တိပရတဲ့ကိုမတွေကပတ်တိပပါဗျာနော်ပတ်တိမပရတဲ့ကိုမတွေကခွန်6နှစ်ဆိုတဲ့ဒါထိပ်စီးလေးကိုဆွဲပါညမနက်2ချိန်တစ်ချိန်ဆင်းပါမယ်နေကုန်ပတ်တိက46ပတ်တိပါမနေ့က2ချိန်တစ်ချိန်ဆင်းပါမယ်ဒါတော့အောက်ကွက်လေးဖြစ်ပါဗျာနော်ပတ်တိမပတ်နိုင်ဘူးထိပ်စီးလည်းမဆွဲနိုင်တဲ့ကိုမဒီအောက်ကွက်လေးဒီ9ကွက်နော်အပေါ်အောက်10ကွက်ရှိပါဗျာနော်အဲ့ဒါလေးကိုအာယူကစားပါဗျာနော်တကွက်ကောင်းလေးက3136ဖြစ်ပါတယ်ဗျာတကွက်ကောင်းလေးကမနေ့ကနေကုန်3136ဆိုတဲ့ကဏ္ဍလေးကိုနေကုန်ထိုးပါဗျာနော်ဒါတကွက်ကောင်းလေးပါဗျာနော်ဘိုင်ဘာနံပါတ်ကတော့3992568613ပဲဖြစ်ပါတယ်ဗျာနော်ဂရုဝင်နေတဲ့ကိုမလေးဘိုင်ဘာကူလာမယ်ပါအခမဲ့ပါဗျာနော်မင်းနဲ့ကျင်လို့ရလားမာချပတ်စံဘိုင်ဘာနံပါတ်လေးက3992568613ဘိုင်ဘာနံပါတ်ပါဗျာနော်ကိုချမ်းပါဗျာနော်အဲ့ဒါဘိုင်ဘာမှာလာဟိုင်းပြီးတော့ဂရုဝင်လို့လည်းရပါတယ်ဗျာနော်အနိကနေတဲ့ကိုချမ်းတင်ပေးပါတယ်ဒါမနက်ပိုင်းချိန်အတွက်ပဲဖြစ်ပါတယ်ဗျာနော်ညနေပိုင်းခဏပြောင်းတဲ့အခါဘိုင်ဘာမှာကိုချမ်းအခမဲ့တင်ပေးပါတယ်ဗျာနော်ဘိုင်ဘာမှာဆက်သွယ်ပြီးတော့ဂရုအခမဲ့လာမလို့ရပါတယ်ဗျာနော်ဒီတစ်ချိန်အာမခံတဲ့ပတ်တိကပေါက်ပေး1000ကျပ်ဖြစ်ပါတယ်ဗျာနော်ပတ်တိတစ်လုံးပါဗျာနော်အော်6ခွက်လက်ဆောင်ထည့်ပေးထားပါတယ်ဗျာနော်အဲ့ဒီကိုချမ်းလာပြောပြတာပါဗျာနော်ကိုချမ်းရဲ့ YouTube channel လေးကို subscribe လုပ်ပြီး like လက်မလေးနှိပ်ပြီးခေါင်းလေးနှိပ်သွားပေးပါအောင်ဗျာနော်တပတ်စာကလေးတွေကိုချမ်းတင်ပေးထားရင်တော့အဲ့ဒါလေးမမေ့ပါနဲ့နော်တပတ်စာကလေးလာမှာပါဗျာနော်တပတ်စာကလေးကနော်3လုံးခွေလေးလည်းမမေ့ပါနဲ့ဗျာနော်အဲ့ဒါလေးကိုချမ်းပြောပြတာပါဗျာနော်မနေ့ကနေကုန်အောင်ကြပါစေနော်ကဲ good night ပါဗျာ